Nếp chân dài em ba lâu mê cô sẽ cứu nè season xuê ê đi nếp chân cái giáo phố tê cha bu quê ta nghe đi đã change she đê tuy này mi để cái má mê cô đây mà tuy cái gì xin chỉ mi này bộ uy mê cô đang trông mắt đi đê cô đây mà bay nè tê tê cha mà gì anh anh bu lu bờ hoa cô nguy mà về trên trông lên mà đi đê trên trên má đó tuy mê tê cha chỉ với she cha tên phía xe trên đê la qua dòng đi qua nhà lê bang buồn lê đuổi lưu ba bê na ta lê ta buồn la bi truy ya ôm mê nê ya lên đuổi con sâu ye nhà mong đưa cô trông yáp mê cô đây mà truy ghê ye xin trên mi này bộ uy mê cô đang trông mắt đi đê cô đây mà bay nè tê tê cha mà gì anh anh muốn lưu bờ hoa khô nguy mà bề trên trông lên mà đi đê trên trên má đó tuyệt mê tê cha chỉ với she cha tên phía xe trên đê cha mà gì anh anh muốn lưu bờ hoa khô nguy mà bề trên trông lên mất đi đê bề trên trên má đó tuyệt mê tê cha chỉ với she cha tên chia sẻ trên đê cô đó sẽ ngã đôi tuột phi ba bê
Signor di Milano, per uso di dai per chiamare. Ma non ci si può mangiare dai. Gesù credo che noi Signor di Milano che già dobbiamo pronare tutti su cena mangiare sì. Signor di Milano che prossimi di cena mangiare di prossimi tutti di usiamo cangiare. Mironi farò di Ogono che ti ci macina tanto si chiede. Ibiroli Moati Boyashi Jari, Roy China Power Kajaro Chanobi, Oreshi and Tano Chine, Bound Java. Thomas Chanami, Sijo Jimmy Lakai, Ronina, Crowd the King was in Kerry, Crowd the King, Omurone, Jalo, Loka, Budi, Runo, was in Masi. Sudan Jazu. Obiani in one operation, Hanobian, they might not know where to Ramasi. We need no the Canada. We did our own now, Pema, Tilo, in China, I had covered to him about Kachanas who be now. To the Croatian, to the Association, and Tenochi, who can sign the Piavani Jao. If you know the game, you know, passion will be down shut down. Yeah. Where not a day, I am
တို့သည်ကိုရိုနီထိုင်တန်ကြောင်းကိုတွေ့မြင်ကြတော်မူ၏မိဖို့တဲ့တွင်ရွှေကိုတက်စေရတဲ့ကဲ့သို့သူတို့ကိုစံတတ်တော်မူ၍မိရှုရာရည်ပူဇော်ကကဲ့သို့သူတို့ကိုလက်ခံတော်မူ၏ကိုရိုနီသူတို့ကိုကြည့်ရှုရန်ကြွလာတော်မူမည်အချိန်တွင်သူတို့သည်ရိုးပြသောများကိုလောင်စေသောမိတော်မိရှံကဲ့သို့ထွန်းလင်းတပ်ပကြလိမ့်မည်သူတို့သည်တိုင်းနိုင်ငံများကိုတရားစီရင်၍လူမျိုးတကာတို့ကိုအုပ်ချုပ်ကြလိမ့်မည်ဘုရားသခင်သည်သူတို့၏ဘုရင်အဖြစ်အစဉ်ထောင်ရာအုပ်စိုးတော်မူလိမ့်မည်ကိုရောကိုယုံကြည်အားကိုးသောသူတို့သည်အမှန်တရားကိုနားလည်ကြလိမ့်မည်သစ္စာရှိသောသူတို့သည်ကိုရောမြင့်သူချစ်ချင်းမြတ်တာတော်၌နေကြလိမ့်မည်အဘယ်သို့ဆိုသောကျေးဇူးတော်နှင့်ကရုဏာတော်တို့သည်ကိုရောရွေးကောက်တော်မူသောသူတော်သူများတို့အပေါ်တွင်တက်ရောက်လိမ့်မည်ဤဒီကဘုရားတည်ပြုပါတော်မူသည်အိုသခင်ကျွန်တော်တို့သည်ကိုရောကိုရှာကြပါ၏ကမ္ဘာပေါ်ရှိအရာအလုံးသည်အရှင်ဘုရားပိုင်တော်မူ၏အကြောင်းမူကားကမ္ဘာမိုးမြေကိုကိုရောဖန်ဆင်းတော်မူ၏အလိုက်ဘုရားခင်ကျွန်တော်သည်ကိုရောကိုရှာကြပါ၏ကိုရောရှိရာအထက်အရာတို့ဒီလူဒီထိုင်ရမည်စေတလုံးသူစေတော်သူသည်ထာဝရနေကြလိမ့်မည်အလိုက်ဘုရားခင်ကျွန်တော်သည်ကိုရောကိုရှာကြပါ၏စေတလုံးသူစေတော်သူသည်ကောင်းခြင်းမင်္ဂလာရလိမ့်မည်ဤလူမျိုးသည်ကိုရောကိုရှာကြတော်လူမျိုးဖြစ်ကြ၏အလိုက်ဘုရားခင်ကျွန်တော်သည်ကိုရောကိုရှာကြပါ၏ယေရှုကြောင့်တော်မူသောအခါသတို့သည်ပြည့်၌ပြည့်၌တည်းတိုင်ရှိနေဖြစ်ကြောင်းသိရှိတော်မူ၏ဘက်သနီယာသည်ယေရုရှလင်မြို့သည်နမိုင်ခန့်ထွားနေရှိသည်ဖြစ်၍များစွာသောကျိုးမျိုးသည်မာရတာနှင့်မာရိယာတို့အားသူတို့၏မောင်အတွက်အားပေးတဲ့ညာနာကြ၏မာရတာသည်ယေရှုကြောင့်တော်မူကြောင်းကိုကြားရနေသွား၍ရောကိုကျိုးဆိုလေ၏ထိုချိန်၌မာရိယာသည်ပင်တွင်ထိုင်လျက်ရှိမာရတာကယေရှုအားခင်ဗျာညီညာ၌ပရော
ရှိခဲ့ပါသည်ကျမ၏ပေါင်းသည်တေရလိမ့်မည်မဟုတ်ပါသူရရင်ကိုယ်လည်းဘုရားသခင်ထံတော်၌ကိုရောတော်များကိုဘုရားသခင်သည်ပြေတော်မူမည်ဖြစ်ကြောင်းကျမသိပါသည်ရှောက်လေ၏ယေရှုကသင်ပေါင်းသည်ပြန်ရှင်လိမ့်မည်သူမအားမိန့်တော်မူ၏မရတာကရှင်မထမြောက်ရာသောသုံးသောတရား၌သူသည်လည်းပြန်ရှင်မထမြောက်လိမ့်မည်ဟုကျမသိပါ၏ဟုကိုရောအားရှောက်၏ယေရှုကလည်းသူမအားမိန့်တော်မူသည်ကငါသည်ရှင်မထမြောက်ခြင်းဖြစ်အသက်လည်းဖြစ်ငါကိုယုံကြည်သောသူသည်တည်ပြီးတော်လည်းသက်ရှင်လိမ့်မည်အသက်ရှင်ငါကိုယုံကြည်သောသူတိုင်းသည်လည်းမိသည့်ခါမျှတည်ရလိမ့်မည်မဟုတ်ဤချက်ကိုသင်ယုံကြည်ပါသောပြေတော်မူ၏သူမကယုံကြည်ပါသည်သခင်ကရောဒီလောကသို့ကြာတော်မူသောဖျား၏သားတော်ဖြစ်တော်သခင်ဖြစ်တော်မူကြောင်းကိုကျွန်မယုံကြည်ပါသည်ဟုလျှောက်ကြားလေ၏ဒီကဲ့သို့လျှောက်ထားပြီးသည်နောက်သူမသည်သွား၍မိမိညီမမာရိယာကိုခေါ်လေဆရာသခင်သည်ဤညာ၌ရောက်နေ၍တင့်ကိုကရောမူသည်ဟုတိတဆိတ်ပြောဆိုလေ၏မာရိယာသည်လည်းသူစကားကိုကြား၍အလင်းမြန်ထား၍ထံတော်သို့သွားလေ၏ထိုချိန်၌ယေရှုသည်ရွာထဲသို့ဝင်လာသည်ပဲမိမိကိုမာရိယာကကျူဆူခဲ့သောအရာ၌ပင်ရှိနေစေဖြစ်ထိုကြောင့်မာရိယာနှင့်သူပင်ရှိနေပြီးသူမကိုအားပေးနေကြသောသူတို့မျိုးတို့သည်မာရိယာအလင်းမြန်ထား၍ထွက်သွားသည်ကိုမြင်ကြသောအခါသူမသည်ငိုကြွေးရန်တင်တိုင်းသို့ထွက်သွားသည်ဟုထင်မှတ်ကြ၏သူမနောက်သို့လိုက်ကြ၏မာရိယာသည်ယေရှုရှိတော်မူသောနေရာသို့ရောက်၍ရောကိုမြင်လျှင်ခြေတော်ရင်း၌လှည့်ဝဲတဲ့သခင်ဖျားကိုရောဒီဉာဏ်၌ရှိတော်မူခဲ့ပါသည်ကျမ၏မောင်သည်တရားလိမ့်မည်မဟုတ်ပါဟုရှောက်လေ၏ယေရှုသည်မာရိယာကိုကြွေးနေလို၎င်းသူမနှင့်ပြပါလာသောကျူးလူများငိုကြွေးနေကြသည်ကို၎င်းတွေ့မြင်တော်မူလျှင်အလုံးစိတ်ဖြစ်တဲ့ဖြင့်စိတ်တော်ကရောက်တော်မူ၏ထိုနောက်ကိုရောကသူကိုသင်တို့အမေမှာထားကြသည်ဟုမြေတော်မူလျှင်သူတို့ကသခင်ဖျားလာရောက်၍ကြည့်ရှုတော်မူပါဟုလျှောက်ထားကြ၏ယေရှုသည်လည်းမျက်ရည်ကျတော်မူ၏ထိုအခါကျူးတော်မျိုးတို့ကသူသည်လာဇရုကိုဤမြတ်သောချစ်သည်ကိုကြည်ကြသောပြောဆိုကြ၏သို့သောသူတို့ပင်ကျုပ်ကမျက်မမြင်မျက်စိများကိုပြန်မြင်စေခဲ့သောဤသူသည်လာဇရုကိုမသိရန်ပြုလုပ်နိုင်သောဆိုကြ၏ထိုနောက်မှယေရှုသည်ဘုန်းစွာစိတ်မသာမြာဖြစ်တဲ့သင်္ချိုင်းသို့ကြွလာတော်မူ၏သင်္ချိုင်းတွင်ဒီကကြောက်ပိုင်းကိုဖြစ်ပြီး၎င်းကိုကြောက်လုံးတစ်လုံးနဲ့ပိတ်ထားရှိယေရှုကကြောက်လုံးကိုရှိကြသောအိမ်တော်မူ၏ထိုအခါဒီသောသူယမဖြစ်သည့်မာရတာကသခင်ဖျားယခုချိန်ဆိုရင်အနတ်ထပ်နေပါလိမ့်မည်အဘယ်ကြောင့်ဆိုသောသူသည်ဆုံးသည်မှာ၄ရက်ရှိပါပြီရှောက်ထားလေ၏ယေရှုကသူမှာသင်သည်ယုံကြည်ခြင်းဖျားသခင်ဘုံဘုံတော်ကိုမြင်ရမည်ကြောင်းသင်ရမှာဆိုခဲ့သည်မဟုတ်သောဟုမိန့်တော်မူ၏ထိုကြောင့်သူတို့သည်လည်းကြောက်လုံးကိုရှိကြလေ၏ထိုအခါယေရှုသည်အထက်သို့မျှော်ကြည့်လျက်ဘုရားကျွန်ုပ်ကိုနာမတော်မူသောကြောင့်ကိုရောအားကျွန်ုပ်ယေရှုတင်ပါသည်ကိုရောသည်ကျွန်ုပ်ကိုစင်မြဲနာမတော်မူကြောင်းကျွန်ုပ်သိပါ၏သို့သောကိုရောသည်ကျွန်ုပ်ကိုစေလွတ်တော်မူကြောင်းကိုအင်းရတွင်ယနေ့ကြသောယုံကြည်လာကြစေရန်ယခုကဲ့သို့တောင်းလျှောက်ခြင်းပါသည်ဟုမဆူတော်မူ၏ဤကဲ့သို့မဆူပြီးနောက်ကိုရောကကျေလောင်သောအတန်ဖြင့်လာဇရုထွက်ခဲ့တော်မူတော်မူလျှင်ဒေဝံသူသည်မိမိခြေနှင့်လက်တို့တွင်ပိဿာများစီးထားတဲ့မျက်နှာတွင်လည်းအဝတ်နှင့်ပိတ်ထားတဲ့ထွက်လာလေ၏ယေရှုကလည်းသူ့ကိုပိဿာများဖြေပေးကြ၍လွတ်ပေးကြတော်ဟုသူအားမိန့်တော်မူ၏ဒီကခရစ်တော်ခင်၏ဘုံမြတ်သောဧဝံဂေလိတရားတော်ဖြစ်သည်ကျွန်တော်ဒီနေ့သွေးဆုံရချက်ကြောင်းကပါတယ်ကျွန်တော်ဒီနေရာမှာတရားဟောဖို့တကယ်ချင်းတရားရဲ့သာသနာမှာတရားရေးပေးဖို့နှစ်သိစကားဆိုဖို့ဆိုတာဘယ်တော့မှမမြင်ခဲ့ဘူး
ခြံတောင်းနဲ့ကျွန်တော်တကယ်ချင်းဖြစ်တာကိုယ်စင်ကားကြရမိုင်နာကျောင်းလေးမိုင်နာကျောင်းမှာသူကျောင်းတက်ခဲ့တုံးကြရကတကယ်ချင်းလာခဲ့တဲ့ခြံတောင်းတတိယတည်းတဲ့ကျောင်းမှာလမ်းလျှောက်ချိန်စားရှိတယ်လမ်းလျှောက်ချိန်ရောက်လို့ရှိရင်လူများရင်ကျောင်းသားတွေအများကြီးရှိတယ်ဒါပေမဲ့ခြံတောင်းကကျွန်တော်တို့ကိုပဲစောင့်ဒီမှာရှိတဲ့ IP ကိုကျွန်တော်တို့အကြီးကကျွန်တော်တို့လည်းပဲပေါင်းတယ်ကျွန်တော်တို့လည်းပဲပြောတယ်ဒါပေမဲ့ခရမချင်းဆိုတာခရမချင်းသွားတဲ့စံတရီသွားတဲ့သူတိုင်းဘုံကြီးဘူးဆိုတော့သူ့မှာဘုရားသခင်တမပေးထားတဲ့တခြားခရမချင်းရှိတယ်ဆိုတော့စင်တရီနဲ့ထွက်ပြီးတော့အမေရိကရောက်လာတယ်ဘယ်တော့မှအမေရိကရောက်လာတယ်မသိဘူးကျွန်တော်လည်း formation နဲ့ကျွန်တော်တတိပိနဲ့ကျောင်းဆက်တယ်နောက်ဆက်နှစ်ကြာတော့မှသူအမေရိကရောက်တယ်ကျွန်တော်လည်းအမေရိကရောက်လာဒီအမေရိကမှာရှိတဲ့တိတိဘာသာတွေစုဝေးဆိုတဲ့ NCBSC ပွဲဘာလို့မှဒီပဇာကိစရာရာရှိပါတဲ့ပွဲမှာသွားမယ်ပြီးတော့တည်လို့ရှိတယ်ဘာတကယ်ရှိတယ်အဲ့တကယ်ရှိနေမှာမဟုတ်ဘူးမှာမလဲဒီသွားတာချိုးလာဖို့လုပ်ပြနေတယ်ဆိုပြီးတော့မင်းမြန်တဲ့အချိန်မှာဆက်တောင်းလိုက်ရှိတာပဲနောက်ဖုန်းဆက်ချင်တယ်အေးစီလာခဲ့ဒီလဲချိုးကိုလုပ်ပြတယ်ဟိုတော်လေးဘယ်ဒီမှမအစားအသောက်တွေအကုန်လုံးစစ်စစ်ပေးတယ်စကားနဲ့ကြမှာလူလူစုပြီးတယ်လို့ပြောမှပုံပုံအနေနဲ့အမျော်လင့်ခဲ့မှုဆုလည်းမတော်ဘူးဒါပေမဲ့တကယ်ချင်းကောင်းဆိုတာအမြဲဒီဆက်ရှိတယ်တကယ်ချင်းကောင်းလို့ဆိုတာဘာနဲ့မှလဲလို့မရဘူးစကားနဲ့ကြမှာစုပြီးခဲ့တဲ့အဲ့ဒီချိန်ကလွယ်လို့ရှိရင်ဒီနေ့ဟာသူနဲ့စုပြီးချင်းနောက်ဆုံးချိန်ဖြစ်တယ်ကျွန်တော်အတွေ့အခေါ်ပညာရှင်ကြီး play တော့ဒီလိုပါပြောတယ် All philosophies are meditation on death. All philosophies are meditation on death. အတွေ့အခေါ်ဘုဒ္ဓမြတ်အားလုံးကဒီချင်းတရားကိုထောက်ရှုချင်းဖြစ်တယ်ဆိုတော့တွေးခေါ်ပညာရှင်ကြီး play သွားတယ်ဒီချင်းတဲ့သူလက်ထောက်ကိုပြောလို့ရှိရင်တူလို့မှမရှိဘူးဒါပေမဲ့ဒီလိုပြောသလိုဒီချင်းတရားကိုကျွန်တော်စင်ချင်းထောက်ရှုလို့ရှိရင်ဒီနေ့ချက်တော့ကျွန်တော်ခရိယာယုံကြည်ချက်တဲ့ဒီချင်းနဲ့လူတွေနဲ့ဒီချင်းနဲ့မပြီးတော့ဘူးဒီချင်းဒီနိဂုံးဟုတ်ဒီချင်းဒီအစာfull stop လို့ပြောကျွန်တော်ကလောကမျက်စိလောကအမြင်နဲ့ပဲတွေ့နေတဲ့အခါကျတော့ဒီချင်းတရားဟာ full stop ပဲဆိုတော့ရှင်းကြဒီချင်းတရား full stop ကိုဒီချင်းတရား full stop ဆိုရင်ကျွန်တော်ကတူတောင်းတဲ့လောက်ပါနေမှာလောက်တူတောင်းတဲ့ပေါ်ပါတဲ့တိုင်းတာတော့တန်ဖိုးသွားဖြစ်တယ်ဒီချင်းတရားဆိုတာ full stop အစတယ်ဒါကြောင့် eternal versus temporal ထာဝရနဲ့သင်္ခါရဆိုတဲ့ဉာဏ်ရှိထာဝရစัจ တဲ့သင်္ခါရလောကဆိုတာမကြာခဏဘုရားဘုရားရှင်ရဲ့တရားကိုရှင်ကြားတယ်သင်္ခါရတရားပါပဲသင်္ခါရတရားပါပဲဘဝကသိချင်းတရားနဲ့ပြီးသွားလို့ရှိရင်ကျွန်တော်ဘဝတန်ဖိုးနဲ့ဖြစ်နေတယ်။မိုးကြွေးရာနဲ့ပြီးသွားတယ်။ဒါပေမဲ့မုန်တိုင်းထန်လို့ hurricane မုန်တိုင်းကြီးတိုက်လို့ tornado တွေမှွမွေသွားလို့ဘဝကပြီးဆုံးလို့ tornado တွေမုန်တိုင်းတွေထန်ပြီးတော့များတဲ့အဲ့နောက်မှာအင်္ဂလိပ်တွေရေးဆိုတာကြားနေရသေးတယ်။ဒါခရစ်ယာန်ဘဝပဲခရစ်ယာန်တက်တာပဲ
ကျွန်တော်တို့ဒီကနေ့တက်တဲ့သတင်းတော်မှာတေသူတွေရဲ့ပြည့်နေတဲ့စတောင်းပေးတယ်ဆိုတော့ပါလိမ့်မယ်လောကဘဝဒါတေရနဲ့ပိုက်ပိုက်ဒါနဲ့ပြီးတော့မဟုတ်ဘူး internal နဲ့ temporal ကို connection နော်ကျွန်တော်တို့ internet မှာ connection ကောင်းလို့ရှိရင်ဒီတော့ complaint တက်တယ်ဒီတော့မကြိုက်ဘူးဒါပေမဲ့ဒီခုနသင်္ခါရနဲ့ခြောက်ရကိုစက်တွေ့ပြတာဒီသိချင်းတရားပဲရှိတယ်သိချင်းတရားကိုပဲရှောက်တိုင်းရတယ်ဒီတရားပဲရှိတယ်ဒါပေမဲ့ကျွန်တော်ရဲ့ဟုတ်မျိုးလေးချက်ရပါတယ်ယုံကြည်ချက်ရပါတယ်ဒီတရားကိုဖျက်ကျော်လို့ရှိရင်ဖျက်ပူတဲ့သူရှိတယ်ဖျက်ပူတဲ့သူရှိလို့ရှိရင်ကျွန်တော်မှာဘာမှ evidence မရှိဘူးဒါပေမဲ့ခရစ်တော်ဘုရားရှင်ကဒီလိုပြောတယ်ကျွန်တော်မှာရှင်ညာထားတော့လို့ဖြစ်တယ်အသက်ဖြစ်တယ်ခရစ်တော်ကတည်တယ်ဒါပေမဲ့ရှင်ညာထားတယ်ရှင်ညာထားတဲ့ရှင်ဆိုတဲ့အရာရှိလို့ရှိရင်ကျွန်တော်ကဒီမှာလာတော့ဆွေးဆက်ရှိဆွေးဆက်အကြောင်းမရှိဒါကြောင့်လို့ why ဘာကြောင့်ကျွန်တော်ဆွေးရတယ် why ဆိုတဲ့စာကအများကြီးရှိတယ်ခုကလို့ရှိရင်ကျွန်တော်အားကြောင့်ဒီကနေ့ကိုထူးခြားစရာပါလေဆိုရှင်ဒီကနေ့လာတဲ့ဘာသာသူညီမတော်ကတကိုးချင်းစရာ you do not come here by obligation you do come here by choice ရွေးချယ်ရလာ love friendship ဒါကြောင့်မလို့လားချစ်ချင်းမြတ်တရားကြောင့် friendship ကြောင့် obligation ဆိုတော့ခံစားရလာရွေးချယ်တော့သူ့ကိုချစ်လို့သူ့အတွက်စတောင်းပြီးဒါပေမဲ့တခါတစ်ချိန်တည်းမှာပဲသူ့အတွက်စတောင်းပြီးရဆိုပေမဲ့သူပဲစတောင်းတာလို့နေသလားမဟုတ်ဘူးသူကဘာကျွန်တော်ပြောနေတယ်ဘာ message ကိုကျွန်တော်ပြောနေစားတယ်ကျွန်တော်တော့လောကကြီးကိုဘိုင်ဘိုင်ထောက်ပါသွားပြီးကျွန်တော်စိတ်နဲ့ရှိပြီးကောင်းကင်ဘုရားကျွန်တော်ရှောက်လာနေပြီတင်တို့လည်းရှောက်လာရမယ်တင်တို့ရောက်လို့လည်းကျွန်တော်တို့ပြောပြတယ် message ပို့ပြီးကျွန်တော်တို့သွားနေပြီနော်လူလောကကိုမစင်းတဲ့ချလို့ရှိရင်ငယ်သေးတယ်ချိန်မတန်သေးဘူးနော်ဒီပွင့်နေအများကြီးလောက်ဆရာအများကြီးရှိနေတယ်ဒါပေမဲ့ဘုရားသခင်ကနေပြီးတော့ကျွန်တော်တို့ရဲ့ဘဝဟာတရက်ပဲရှင်းရှင်း၄လပဲရှင်းရှင်းနှစ်50ပဲရှင်းရှင်း90ပဲရှင်းရှင်းအဲ့ဒီအပိုင်းတစ်ခြားပမာဏပေါ်မှာဘဝရဲ့အတိတ်ကိုမူတည်ဘူးဘုရားသခင်ကအော်သူစတဲ့ရှိပြီဆိုလို့ရှိရင်သူကြိုက်ရခေါ်ပါပဲသူစတဲ့ရှိလို့ဘုရားကသူ့ကိုရွေးချယ်လို့ဒီကနေ့သူ့ကိုခေါ်တာဖြစ်တယ်။ဒါကြောင့်လို့ကျွန်တော်တို့ဘာလို့လူစုရည်တဲ့ရှိပြီးလဲဆိုတော့ကျွန်တော်ပြေးကြတယ်။လူစုရည်ဆိုတော့ပြတ်တယ်။ပြောင်းလဲပါစေဆိုတော့အခွင့်အရေးတွေပေးနေတဲ့အချိန်ဖြစ်တယ်။ကျွန်တော်တို့ဂျာတိခင်ကဝေမာနယနေ့မှာ All Souls Day ဝိညာဉ်ပေါင်းဝဲဆိုတော့ဒီတိုင်းမျိုးသွားပြီးတော့ပြောင်းနိုင်ထုံးတယ်တော်ဝါမီးလိုက်တယ်မစ္စာပူဇော်ဘုန်းတော်ကြီးတစ်ပါးနေပြီးတော့မစ္စာကို၃ခါပူဇော်တဲ့နေ့ဆိုတော့ဒီဝိညာဉ်ပေါင်းဝဲဝေမာနယနေ့ဒါပါလိမ့်မယ်ကျွန်တော်ပြောင်းနိုင်တဲ့စာပါလိမ့်မယ်ဒီမှာအလောင်းရရှိတာပါစတာပြောင်းနိုင်တဲ့ဆိုတဲ့စာပါလိမ့်မယ်အလကားပြတာအလကားလှပေါ်ထားတာလည်း decoration လုပ်ထားတာလည်းအနည်းပဲရှိတယ်။ကဲတော့ဒီနေ့တော့သင်္ကေတ symbols signs တွေအရာအနည်းပဲရှိတယ်။အလကားတက်လုပ်ထားတာမဟုတ်ဘူး။ stop sign မှာနားရမှာတော့တယ်အသက်ပါတော့မှာ sign နဲ့ symbol နဲ့ဆိုတော့ဘုံပဲနဲ့ကြည့်အသက်ပါတော့မယ်ဒါ stop sign လာမှာတော့มีပွင့်စိမ့်စိမ့်ဒီမဟုတ်ဘူးကွာငါ free ပဲလို့ပြောရတယ်တရားကို sign ပြီးစပေါ်ရကို message ပေးနေတယ်ကြက်ပါအနေရှိတယ်လူရှိတယ်အဲ့ဒါတော့ရှိတာ
signs and symbols ကရရင်ရှိတယ်ဒါပေမဲ့ခရစ်တော်ဘုရားရှင်ကပြောတယ်ငါဒီလောကရဲ့အလေးဖြစ်ပြီးအလေးဆိုတာအမှောင်ပူးခြင်းကိုနိုင်တဲ့အလေးအပြစ်တွေနဲ့တူတဲ့အမှောင်တရားအားလုံးကိုဖြူခွင်းတဲ့အလေးအဲကြောင့်ပါစတာဘုရားရဲ့ကြီးစွာဘယ်သူကိုခေါ်ဆောင်လဲခရစ်တော်ဘုရားရှင်ကိုခေါ်ဆောင်နေတာကျွန်တော်စုတော်ရဲ့ချိန်မှာပြောင်းလိုက်အမြဲတမ်းတွေ့ဆိုတာကိုပြောချင်တယ်အလေးဆိုတော့ပဲရှိတယ်သူတွေပြောတဲ့အလေးကလည်းခရစ်တော်မှာအလေးခရစ်တော်မှာရှင်တဲ့ထားတဲ့ခြင်းခရစ်တော်မှာအသက်ဒါကြောင့်ခရစ်တော်ကိုကြည့်ပြီးတော့ပြောသားရင်ကြည့်ပြီးတော့ခရီးလျှောက်လို့ရှိရင်ခရီးပန်းနိုင်တွေ့မယ်။လောဘကိုတိုက်ပြီးတော့လောဘရဲ့အဖို့ဝေးတွေကအောက်ကိုဆင်းကြတာဘယ်သူတွေ့လို့လဲ။သုံးမတွေ့ဘူး။လောဘတိုက်ရတဲ့အချိန်မှာခဏဘုန်းကြီးကလောဘနဲ့တိုက်ရတယ်။ဒီအဖို့ဝေးတွေကအောက်ကိုဆင်းကြတာမသွားဘူး။မြင့်မြတ်တဲ့ဘုရားကိုကိုယ်ပဲဆိုတော့မြင့်တဲ့အရာမှာစရိုက်စတောင်းတာပဲ။လောဘကိုဝေးတဲ့တရားနာပေါင်းရချီဆောင်ပေါင်းတော့စရိုက်စတောင်းတာဘုရားရဲ့ဒီလိုတော့ကျွန်တော်ကောင်းချီးပြီးကျွန်တော်စကားပြောတာအလားအဖပြတ်လာတယ်။ဒါကြောင့်မို့ဒီကနေ့စံထားမှကျွန်တော်တို့ဘာသင်ခန်းစာပေးနေလဲ။ခမည်းလည်းကျွန်တော်ရဲ့ဘဝကိုလည်းလာပြီးတော့ကြည့်ပါမယ်။ခမည်းရဲ့ဘဝကိုလည်းကြည့်ပါဦး။နော်။တစ်ခဲမီလနာရီပဲဖြစ်ဖြစ်အစင်းရဲဆုံးလူပဲဖြစ်ဖြစ်တွားတဲ့အခါကြည်လာပါmessage လေးနေတယ်ငါဘလို့ပညာရှိတယ်ငါပဲအကြောင်းကောင်းဆုံးမှာတော့တက်နေတယ်ငါကတော့ပဲစိတ်မှာနေနေတယ်ငါကတော့ဘာအွေတွေလုပ်ထားယူထားတယ်ငါကတော့ပဲအသိတော်ကိုစောင့်နေတယ်လူဘလောက်ကိုများနေတယ်လိမ့်နေတယ်ဆိုတာရရင်ရှိဘူးဒါကြောင့်ဒီနေ့ရပါရှိတယ် 6 feet of earth make all the world 6 ปีပတ်လေညီကြီးလေးကနေပြီးတော့6 ปีပတ်လေညီကြီးကလူအားလုံးကိုတန်တူစီတယ်နော်။မာတစ်ထဲမှာစေပြီးတော့ရောက်တယ်မရဘူး။6 ปีပတ်လေညီကြီးလေးကနေပြီးတော့လူအားလုံးကိုညီမြတ်စီတန်တူစီဒါကြောင့်ဒီကနေ့ကျွန်တော်စံထားပြီးပြည့်နေတဲ့ဖြစ်စေကျန်တဲ့မိသားစုတွေအတွက်ဖြစ်စေစူတောင်းပေးနေခြင်းနဲ့ဘောပါတဲ့ဒီကြွားရတာပဲသာဝရကိုမျိုးခုမှပါခြင်းတွေတဲခြင်းတွေဘယ်လိုသုံးသင့်တယ်ဆိုတာကျွန်တော်တို့မိမောင်းထူပြရတယ်ပဲ။ညာနာရှိမကစင်ဆိုတော့အလွေတော့လည်းမကစင်လို့ရတယ်။မကစင်လို့လည်းဆရာတော်ကြီးဒီပို့ဆရာတော်ကြီးဒါဆိုအလွေလည်းနေမကစင်ကပါပြောတယ်ရှောက်လို့နေတယ်ဩဂတ်စ်ကလည်းပြောတယ်ဟစ်ပိုဆရာတော်ကြီးညာနာရှိဩဂတ်စ်ဖျားမယုံတဲ့သူကဖြစ်တော့တေရာကိုကြည့်တယ်ဖျားမယုံတဲ့သူ pagans believe in the death of Jesus ဖျားမယုံတဲ့သူကဖြစ်တော့တေရာကိုကြည့်တယ် Christians believe in his resurrection ကျွန်တော် Christian တွေကခရစ်တော်ရှင်နဲ့ထားတော်ခြင်းကိုသိတယ်တအားပါသူတို့တေရာလည်းသိကျွန်တော်တေရာလည်းပြီးဘူးရှင်ညာထားရတာကျွန်တော်သိတယ်ဒါကြောင့်ဘောတော်ကရှင်ညာထားလို့ရှိရှိကျွန်တော်တို့တေရာတိုင်းညာများချင်းနေတယ်ဆိုတော့ဒါဘောတော်ပြောတာရှင်ညာထားတဲ့ပုံစံတွေဖြစ်တယ်ဒီနေရာမှာကျွန်တော်တိပိလို့မျိုးစေ့ကျဲတဲ့အချိန်မှာမသေးလို့ရှိမရှိနိုင်ဘူးမပေါက်သွားတယ်။ဒါကြောင့်ကျွန်တော်ခန္ဓာကိုယ်ကကြီးကြီးတဲ့ကိုဆက်ရတယ်။ဒါပေမဲ့ခရစ်တော်ဘုရားရှင်သုံးရက်မြောက်တဲ့နေ့မှာရှင်ပြန်ထားမြောက်တယ်ပဲကျွန်တော်ကလည်းရှင်ပြန်ထားမြောက်တဲ့ပုဂ္ဂိုလ်ကြီးကြီးတယ်။ရှင်ပြန်ထားမြောက်တဲ့ပုဂ္ဂိုလ်ကြီးဆိုပေမဲ့လောကမှာကိုယ်အားလုံးအပြည့်နဲ့ကျင်းလာမကျင်းဘူး။ကျွန်တော် revelation ရဲ့ရောချက်ပါပါပြောတယ်။ကောင်းကျင်နိုင်ငံတော်ကိုအမြင့်အကြီးအစင်သဇင်းနဲ့လို့မရဘူး။ဒါ
ကောင်းကင်နိုင်ငံဆိုတော့လောက်တောင်းမှအန့်ရှင်းနေတဲ့နေရာဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့ဘာကချီစနေရင်းဆိုတော့အနည်းဆုံးကျွန်တော်တို့ကတည်းကတော့မရင်းရှိတယ်ဆိုတော့သိတာ။တချို့နားမလည်တဲ့လူတွေကပြောတယ်။ကတည်းကရှောက်ပြောချင်ကြတာ။ရင်းဆိုတာဘုရားသခင်တနာမှုအားရှိလို့လုပ်ပေးတဲ့အရာခုနပြောသလိုလူတို့တယောက်ကဒီလောကမှာသက်ရှိနေတော့မိမိကိုယ်ကိုယ်လည်းကြည့်လိုက်ဒီသူမှ no one is perfect ဒီသူမှမပြည့်စုံဘူးငါသက်ရှိနေတယ်လို့ပြောချိန်မှမြဲတယ်ဒီသူမှချိန်မှမြဲဘူးအပြစ်နည်းစီအော်မင်းသားမဲဆိုတာကလေးလူပဲနေမိမလားဆဲဆူမိမလားတွေးပဲမစင်ချက်ဖြစ်မိမလားမျိုးစုံနဲ့အမြင့်ကြီးနဲ့တွေ့တတ်နေတာတို့ရဲ့ဘဝဒါပေမဲ့ခုနပြောတယ်ခေါင်းငင်ကိုခေါင်းငင်နိုင်တာတော့အမြင့်အချင်းတစုံနဲ့မြတ်လို့မရဘူးဆိုတော့ဒါဆိုလို့ရှိရင်ဒီတစုံနည်းနည်းလေးရှိတာတေတော့မှမရင်းချမှာပေါ့ခေါင်းငင်ကိုအဲ့လိုတတ်တတ်ရှင်းရှင်းတေတဲ့ကိုရှိလို့ရှိရင်အဲ့လိုရှိရင်ဘုရားရဲ့စိတ်ရကြပါတော့ဘုရားကိုသင်ပေးတာဒါပေမဲ့ဘုရားကဘုရားချမ်းသာခြင်းတို့မှလည်းပြည့်စုံတဲ့ဘုရားဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့အရှင်းစင်ကြယ်လို့ရအောင်နေရင်းနေဆိုတဲ့အပြစ်ဒဏ်ဆက်ဖြေတဲ့ညာဆိုတာလုပ်ထားပေးတာတချို့က punishment ကိုအယံတကားလို့ကောင်းကင်ကိုဆွဲခေါ်ရှင်လာခြင်းခွင့်ရည်ပေးတဲ့နေရာဖြစ်တယ်။တန်ဆင်တဲ့နေရာဖြစ်တယ်။နေရင်းမှာတဲ့မိမိအတိတော့ကောင်းကင်ကိုတသွေးတင်းရောက်တဲ့မိမိဒါနဲ့လိုရောက်တယ်ကျွန်တော်ရဲ့ salvation နဲ့ရောက်ပါဖြစ်တယ်။ဒါကြောင့်လူအသက်ရှင်တဲ့လူရဲ့ကိုယ်သိက္ခာနဲ့တန်ဖိုးဆိုတာကုသိုလ်ပါရမီစီးပူနိုင်တယ်။အဲ့ဒါအဓိကသက်ရှင်တဲ့လူပုဂ္ဂိုလ်ရဲ့တန်ဖိုးတည်တဲ့သူကကုသိုလ်လုပ်ရှင်တဲ့လူတရားကိုဒါကြောင့်ကတည်းကတော့သူတို့စတောင်းပေးနေတယ်။ကျွန်တော်စတောင်းပေးခြင်းအပြင်ထောင်ကြတဲ့သူကကဲဒီလိုပြဖို့အပြင်ကနေပြီးတော့လူရနေပြီးတော့ငွေချင်းနဲ့ပဲအချင်းကဲတဲ့ပြည်ယူမှာနည်းနည်းတိုးလို့ရတာလို့ပြောပြရတယ်ဒီလိုပါပဲတကယ်တင်းတော့မှလည်းကျွန်တော်စတောင်းပေးခြင်းအဓိကမစားပူဇော်ပေးခြင်းခရစ်တော်ရဲ့ပြီးတော့သားတော်နဲ့ပူဇော်တဲ့ဘုရားအနှစ်သက်ဆုံးကာလရီနာမစားပူဇော်ခြင်းအပြင်သူ့ဝိညာဉ်ဟာဒီစွန်းစီအနေနဲ့ဂျိုင်းတေးလို့ရှိကောင်းကင်ဘုံကိုကျွန်တော်စတာဝေးရှင်အများဆုံးရောက်တယ်ဆိုတဲ့ယုံကြည်ခြင်းဖြစ်တယ်။အလကားတဲ့truyềnလာတဲ့ဘုံဘုရားတခင်ရဲ့ကျနာတနာရှိကိုထောက်ရှုပြီးတော့အတင်းတော်ရဲ့တုံ့ပြန်ချက်ဖြစ်တယ်။ဒါကြောင့်မလို့ငါမြေကြီးတွေဒီမှာချိန်တာဒီလိုတို့ကကြွေးကြော်လို့ရဘူး။ဒီနေ့ကျွန်တော်တို့အားကိုစုယုံစေတယ်။ကျွန်တော်တို့တောင်းရအောင်ကျွန်တော်ကတော့အစင်းတဲ့ရှိရတဲ့ကိုကြည့်ခွင့်တော့ကြည့်တတ်ပြီ။သင်လည်းပဲမပြီးပါနဲ့။ငါတော့ကိုဒီနေ့ရောက်လိုက်လာလိမ့်မယ်။ဒါပေမဲ့အစင်းတဲ့ရှိဖို့လိုအပ်တယ်ဆိုတော့ကျွန်တော်တို့ message ပို့ပေးရတယ်။တရားအခန်းကြီးစတင်နေတဲ့စေမှာငါအားရှိတဲ့တာဝန်ရှိတယ်အသက်ဖြစ်တယ်ငါကိုယုံကြည်တော်သူသည်မတည်နိုင်မတည်ရကျွန်တော်ခရစ်တော်ကိုယုံကြည်တဲ့ဘာသာသူတွေပေါ်မှာဒီကနေ့ဆန္ဒရဲ့ဝိညာဉ်အတွက်စတောင်းပေးခြင်းကျန်တဲ့မိသားစုတွေအတွက်စတောင်းပေးခြင်းအဖြစ်ကျွန်တော်ရဲ့ဘဝကိုလည်းပြန်လည်ဆန်းစစ်ပြီးတော့ဒီနေ့မှာတန်တန်ရှင်းရှင်းနဲ့သိရှိကြဖို့ရင်ဆိုင်ဖို့အစင်သိရှိရအောင်ပါရမီကုသိုလ်တွေဘယ်လိုစီးပူးရမလဲဆိုတာစဉ်းစားတော့ရှိနေတယ်ကျွန်တော်ရဲ့ဝိညာဉ်အတွက်ဒီကားကျွန်တော်ရဲ့ဝိညာဉ်အတွက်ဖြစ်စေကျန်တဲ့မိသားစုတွေအတွက်ဖြစ်စေကျွန်တော်ဆက်လက်ပြီးတော့စာရမှာဆက်လက်တာခံကြပါစို့ Deus mais um grande nosso Senhor querido. Deus nos Deus nos algo. Nós merecemos já ganhar. Agora esse nome do mundo é parte da terra.
눈이 부사지네 아마서 미디노 강진이나 비와 미에자 Amen.
။
Pero de que hace, pero de que me gusta, pero de que me hablo sobre el nuevo partido ya. No sé qué canción me lo viene todo lo hago, también como yo dije, yo no me acuerdo, la base se ha cambiado ya. Eu fico usando
the Thomas and the Mohammed Mara, the four the Bavuma Nichaya, always with Mama Pepper Marima, who shouts out with you see to go to the Navai, the Kriya the Marine Minasa, Pepper Mark. Nina kilo, loka kilo, guru, waiman kilo, lo so, umbe, amya cik cik cumane, curu dong ada sekarang, cik sekarang, cik sekarang, kalau tak jauh sama si kamu, tidak ada jenis dengan mana, cik cukup dia bukan dia, tidak di wasir sana mana, punya cik layak kilo, pizza kilo, guru, di wasir sana layak cak. Sebesar sebesar yang ada alam macam mana, itu sih yang mana cara yang sudah alam, jika maksudnya, nanti maksudnya bisa jauh kita sering ada layak kalau di wasir sana layak berpawai kita alam itu sih juga, nah di sini dia boleh selalu dia kasih nama baru yang kita alam itu, harus kita bela sih. The next reflection is by a relative of Tom's mother-in-law, who is here to speak on her behalf. Kenapa Thomas berkata today? Tak tu, unang sungguh kenal tan pikir mengenai supaya orang orang tersebut terlalu jangan berpikir dia jauh ini insan yang lain. Kenapa semua orang seperti dia acap kawin semua orang jauh, jangan kalian cari seperti jauh terang tolerasi dan kebetulan ketika ini dan berbagai orang tersebut terlalu cinti kunoi dan orang ikut apa Buffalo community set, chain community set, Rifabuke, ikut trader nak menawin, Rifabu trader nak menawin, dan Lord, dan Zafai, dan Buffalo Day, dan Baru dan Fili semua. Kanilo untuk tiga simpan dulu, jangan menzaat, ibu bakir, dan mencari simping sebagai kerja, kamu tiga. Kalau ini dah berbatu ni, kalau kita pernah se, ikan tahu ini, ini rifabu dan dia sehingga macam itu terus ada se rifabu, lok nak salah, untuk lain lain, jadi nak lok, tein, dan lok dan kalau nak semua, lok nak sesuatu kerja ini kan, mencinta, cara berusaha, dan berbohong dan kalau Dear friends, brother and sister in Christ, I am Thomas, brother-in-law. I'm standing here to say what thanks on behalf of the family. As many of you know, our family has celebrated Thomas' wedding at the beginning of this year. But now today, all get to hear at his funeral. This fact reminds us that life on earth brings us a few moments of happiness, but always end with tragedy. It hurts to hold our tears when we see his life show. Thomas had a moment like his wedding picture with his friend at his workplace. And the day he got his US citizen, we know that he was so happy and excited on that day because he knew he can go back to Burma to wed his childhood lover, will be.
There are many things to say. He has left us so many memories to talk about him. He was so friendly. He has a lot of sense of humor. He is our family fun maker. We all felt peace and love to be around him all the time. Now he is gone, but it is not the end. We hope that we'll see him again in our heavenly home, prepared by our Lord Jesus Christ. Even though Thomas has labored and caused many pain and sorrow in our heart, we know that God is with us and with him also. God is healing our pain and sorrow by using every one of you. God is signing his love through all your face. It is God's blessing to have such a friend, brother and sister of you. In this time of sorrow, we are receiving much love, comfort, and help from all of you. We also express our thanks to his friend. Many have come from the far places like Indianapolis, Iowa, and Michigan, Florida, and so many states to share our pain and suffering. You mean a lot to us. Thank you so much. We would like to say thank you to all the nurses and doctors who took care of Thomas during his stay in the hospital. We have done a lot to him. We are grateful to the doctor who helped us to get a visa for Thomas' mother and his beloved wife to come here. And we also thank you so much to Tim Horton family, Mr. Murali and his friend, Paul, the manager of Tim Horton. They have helped out with all the travel expense of our mother and sister-in-law. Not only that, we received unexpected financial help from Ahuja Enterprise, PD and Tim Hortons. They pay us all the funeral costs, including funeral home and cost of cemetery. That's a lot of money. We don't expect to receive that. Thank you so much, Tim Horton family. We are not receiving only their financial help. They also visited him at the hospital many times and showed their brotherly love to him. We thank you. We appreciate your love. And thank you so much to Buffalo community, Burmese community, and our Chin community, friends and members of all Chin churches. They come and visited us and pray for us. Thank you so much for all your concern and your help. And we also like to say thank you to the member and minister of this wonderful church to let us use this building for Thomas' funeral service. And also like to say thank you to our two reverend, Father Robert Kim and Father Stephen Lee, who preside over Thomas' funeral service. Please, for this last year, we may have forgotten to mention your name to say thank you. Finally, we ask every of you your presence at our final farewell dinner for Thomas, prepared by his friend and family. If you go to cemetery, please make sure you come back here to join us to have our final fellowship meal and share memory of Thomas, our loved one.
นำนาวบังอิสามละดีบังเห็นไหมงอลาวหามูบังนั่นนี่อะไรเสียงอ่างลายหวยบังนั่นถูกเลยเสียงอ่างละเสียงอ่างลายหวยบังนั่นทุ่งเทเลยไงอาดิงยิมบังนั่นทุ่งเลยองนี้ตุนโหอปีนิมานิลุงปีอภวลากะซอนลุงวังกัมวัวซอนวังนาหินลายลุงซวนซอวังฟุลเลนอีงอยอะดอนะลุงซวงโลกะซอนไงออเฮนาโลตุงเซียนมามิงลุงบังสุนายเสียองนี้ลุงปีปีมังผ้าฉันทองธรรมะเนี่ยมีสารลิปิบาลเนี่ยมีโดนสุนโยชินะยาอุทาเลสองมาลุงปีอเมฉันทองเนี่ยยาขมาพิเดลุงปีอเมลุชินะอุทาชินลิบาลเนี่ยจะรู้ตุงสานยาจ้าฉันตัวเลสองมาอุทาเลสองลิบาลเนี่ยสิสุเทมาเนี่ย
Biro'yu söylüyor, söylüyor anne cevabı. Doğru biro korkuşu, kamera buluşunu, 그렇게나 하나 그냥 이런 거를 진짜 이런 것도 되나 그 세지나 그렇지 나 그것도 이런 거는 진짜 순재로 되어 수지수 감시되나 어우게 그러시나 이런 제소를 잡아 여기 우리하게 이런 시간으로 지나가서 마냥 그렇지 봐 그런 너무 스트하고 그것은 아무래도 좀 백한한가 제일 위치들이 여자들이 지도신문이 근데 엄마가 지는 거에 무엇이 포함하고 이런 거 내가 진행이 전체고 왜 나오는가 이번에 또 우리 중국 회사에 그리고 무엇이 나오나 이로가 양에서 진짜 이정 우리 대화로 나가자에 돈을 두고 수방되지 않게 그때 이 자리에 우리 수요 그런 도마사가 나왔으면 이 마음이자 그렇게 또 다시 우리 나오셔야
ယုခရမြာမြို့နိုင်ရွယ်ထားသောတင်းကျိုင်းကိုများဖြစ်တော်လဲပြန်လဲထားမြောက်ရမည်ဟူသောမျိုးလင်းစစ်ကြီးမှာတော့တင်းကျိုင်းကိုများလဲဖြစ်ကြပေ၏ရစ်ချတာသောမတ်စံထောင်းဒီကရမျက်နာတော်အလင်းတော်၌ခါရအလင်းတော်ပြည့်မြင်နိုင်ရန်ဒီနာထမ်းတော်ခြင်းနဲ့တက်ဖြစ်တော်မူသောတော်ရှင်ဤသူအားဒီနာထမ်းတော်စေလျက်လင်းစီတော်မူသည့်တိုင်အောင်ဒီတင်းကျိုင်းတွင်၌ငြိမ်သက်စွာရောင်းဆက်စေတော်မူကြောင်းကာလဆက်ဆက်တက်ပြီးဆုံးဆန်တော်မူသောတွေ့သားတော်၏ဖြစ်တော်နာမတော်မြတ်ကိုမြည်၍တောင်းလျှောက်ကြပါသည်ဗျာအာမင်အားလုံးစုံတနင်္ဂနွေတော်ထာဝရဘုရားသခင်သည်ကျွန်တော်တို့ဆွေတော်သောမစာဤဘဝမှာပြန်လဲသိမ့်ပိုက်တော်မူရန်လို့ရှိတော်မူသောကြောင့်မြေကြီးမှလာ၍မြေကြီးတို့ကပြန်သွားရန်ဝိယုကလကိုမြေတို့ကျွန်တော်တို့ပြန်လဲအနံ့ကြပါသည်။ပြီးတော့သခင်မူကားတိတို့ကသာဝတိနဲ့ပြန်လဲရှင်မြန်ဆန်းရောက်ခဲ့သည်ဖြစ်၍တော်ဒီကျွန်တော်တို့နေညံတော်ခန္ဓာကိုယ်ကိုတော်ရဲ့ဘုံစစ်တေရှိတော်ခန္ဓာနဲ့တူအောင်ပြုပြင်ပေးတော်မူလိမ့်မည်။သင်ပြားရင်မိမိအေးချမ်းတရားချင်းဒီရှိရာဘုံတို့ခေါ်ယူသိမ့်ပိုက်၍နောက်ဆုံးသောနေ့ရက်၌ပြန်လဲရှင်မြန်ထမ်းရောက်စေတော်မူပါမည်ကြောင်းသူတို့ဆွေတော်သောမစာသင်ပြားထံကျွန်တော်အနံ့ကြောင်းပါသည်။ငါဒီထမ်းမြောက်ခြင်းဒီအသက်လည်းပြီးငါကိုယုံကြည်တော်သူသည်သိပြီးတော့လည်းရှင်နေသည်။အသက်ရှင်ငါ၌ယုံကြည်သူများသည်လည်းသိခြင်းနဲ့အစဉ်မပြတ်ကင်းလိမ့်မည်။မိန့်ကြားတော်မူသောကျွန်တော်အရှင်ယေရှုခရစ်တော်သခင်ထံကျွန်တော်ဆွေတော်သောမတ်ကိုတောင်းပေးကြသည်။ကိုအားတောင်းလျှောက်သူကိုနားညောင်းတော်မူပါလို့ဘယ်လိုသူလာဇရုအတွက်မူကြွေးခဲ့တော်အိုသခင်ဒီလိုဝမ်းနဲ့သင်ခွဲခြင်းကိုပြည့်သိပေးတော်မူပါမည်ကြောင်းကိုအားတောင်းလျှောက်သူကိုနားညောင်းတော်မူပါတေသူတို့ကိုအသက်ပြန်လဲပေးသွင်းနိုင်တော်မူသောသခင်ဒီလိုရရှိတော်သောမတ်အားလည်းဘာဝအဖြစ်ကိုဒီနာတော်မူပါမည်ကြောင်းကိုအားတောင်းလျှောက်သူကိုနားညောင်းတော်မူပါနောက်တော့တောင်းဝင်ရတော်တကူအားပါရာဇီစုဘုံကိုပေးပြီးခရီးထားခဲ့တော်မူသောသခင်ဒီလိုအဆွေတော်သောမတ်ချန်ထောင်းကိုလည်းကောင်းဝင်ဒုက္ခချမ်းသာတို့ဆောင်ယူတော်မူပါမည်ကြောင်းစေတော်ချင်းမင်္ဂလာရေဖြင့်တန်းစင်ခဲ့ပြီးမင်္ဂလာစီဖြင့်လိမ့်ကြံခြင်းခံရတော်ဒီလိုအဆွေတော်သောမတ်စာဒီဝိစီယဟာနာသူတော်သူများအပေါင်းတို့ဖွဲ့တွင်ပါဝင်ခံစားခွင့်ပြုတော်မူပါမည်ကြောင်းရိုးသေးတော်အသားတော်မြတ်ဖြင့်တန်ရှင်းမှုမြတ်တော်စားပွဲတော်၌ပြုစုကျွေးမွေးခဲ့တော်ဒီလိုရဆွေတော်သောမတ်စာရိုးနိုင်ငံတော်ရှိစားပွဲတော်၌တက်ခံတော်မူပါမည်ကြောင်းဒီလိုရဆွေတော်သောမတ်ဆွေလွန်စွတ်တန်တန်နေတော်သာသမီတို့အားယုံကြည်ခြင်းတရားတော်၌သိသိချင်းနဲ့သာဝလေး၌အသက်တာကိုညှော်လင့်ခြင်းဆွဲပြည့်စေတော်မူပါမည်ကြောင်းကောင်းကင်ဘုံ၌ကျွန်တော်တို့ဒီကိစ္စတော့ကျွန်တော်တို့
ချက်ချင်းပေါ်လိုက်ကျိုးတော့ဘောင်းရှိစေတဲ့ဘောင်းအများနဲ့ကိစ္စစီရော ဆုတောင်းကြစို့ဟောပြရခင်ကရိုချစ်တာသောမတ်စီရိုီလိုရောကိုသစ္စာရှိသောလိုက်နာသင်္ကန်းခဲ့သူဒီပေါ်၌စိတ္တများချမ်းတော်မူပဲရိုဤတနာချမ်းခြင်းကိုကြတော်မူလျက်ဒီဘဝနာယုံကြည်သူတို့ရဲ့ဖွဲ့စည်းနိုင်စမန်တော်ယုံကြည်ခြင်းကိုပါဝင်ကြရည်သည်ကောင်းကင်နိုင်ငံတော်၌လည်းကိုရိုဤတနာချမ်းတော်အားဖြင့်ကောင်းကင်သမန်သူတို့များတို့ရဲ့ဖွဲ့၌ပါဝင်စေတော်မူပါမည်ကြောင်းပရိသတ်တော်ပြုခဲ့ခြင်းရှင်ယေရှုခရစ်တုနာမတော်မြတ်ကိုမြည်ကျွေးတောင်းလျှောက်ကြပါသည်ဘုရား အာမင် ဘုရားသခင်သူအားသာရငြိမ်းချမ်းခြင်းပေးသနာတော်မူပါအစဉ်သာရလင်းတော်သည်သူပေါ်၌ထုံးလင်းပါစေဘုရားခင်ယေရှုရှင်လုံးတော်ကျွန်တော်ပါယေရှုရှင်လုံးတော်ကျွန်တော်သနာတော်ပါယေရှုရှင်လုံးတော်ကျွန်တော်သနာတော်ပါသင်တော်သူတို့ရဲ့ဝိညာဉ်တို့သည်သနာတော်များခံရ၍သာရငြိမ်းချမ်းစွာရှိစေတော်မူပါမည်ကြောင်းဘုရားခင်တောင်းပါ Siselo lamadong tika Siselo lamadong tika Panak bunyi kalaulah Panak bunyi kalaulah Bansungan Kandung tika Kaitukin Naman mula Suka mutiga Leila nafawikan sana Ni Fatihah Amen Amen